ငလင်သင့်ပြည်သူတွေအတွက်ပေါ့နော်ဒီအခမဲ့စေကူတက်လို့ရတယ်အခမဲ့ထမင်းစားလို့ရတယ်အခမဲ့ပေါ့နော်ကျွန်တော်တို့ဒီကယ်ဆယ်မှုတွေအဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်လုပ်လို့ရတယ်အခမဲ့တွေကူညီပေးနေတဲ့ကျွန်တော်တို့ဒီဖုန်းနံပါတ်တွေလိပ်စာတွေပြီးတော့ဆေးရုံတွေကျွန်တော်တို့ဒီထမင်းဘူးတွေဒီအခမဲ့စားလို့ရတဲ့နေရာတွေအခမဲ့တောက်ယူလို့ရတဲ့နေရာတွေကိုကျွန်တော်ဒီဗီဒီယိုလေးရဲ့အောက်မှာပေါ့နော်ကျွန်တော်လင့်ချပေးထားတယ်ပေါ့နော်လင့်ချပေးထားတော့အဲ့လင့်ကိုဘယ်လိုသွားမလဲဆိုတော့ကျွန်တော်ပြမယ်ပေါ့နော်အခုကျွန်တော်ဗီဒီယိုလေးတွေ့ပြီအဲ့ဗီဒီယိုလေးရဲ့အောက်ကိုတစ်ချက်နှိပ်လိုက်ပါဒီလိုဗီဒီယိုတွေ့ပြီနှိပ်ပြီးရင်ကျွန်တော်တို့ဘာရှိမလဲဆိုတော့အခုဒီမှာကြည့်ကျွန်တော်ပြမယ် discussion ပေါ့နော်ဒီမှာမိုးဆိုတာဟာလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်အဲ့မှာကျွန်တော်ထပ်မိုးဆိုတာထပ်နှိပ်မယ်အဲ့မှာကျွန်တော်အများကြီးပဲပေါ့နော်အောက်မှာကျွန်တော်မန်းလေးမြို့တွင်အစားအစာနဲ့စီးပွား3ရေ gas ဖုံးအားသွင်းရဲ့အတွက်အခမဲ့နေရာများဆိုပြီးတော့မှကျွန်တော်လင့်ချပေးတာပေါ့နော်အဲ့လင့်ကနေသွားပြီးတော့မှကျွန်တော်တို့ဒီမန်းလေးမြို့မှာရှိတဲ့ငလင်သစ်ပြည်သူတွေပေါ့နော်ဒီဗီဒီယိုလေးကိုတွေ့မယ်တွေ့ပြီးတော့လို့ရှိရင်အကုန်လုံး share လုပ်ပေးကြပါတော့မန်းလေးမြို့မှာရှိတဲ့လူတွေအကုန်လုံးပေါ့နော်အကုန်လုံးကြတော့တခြားဒီဗီဒီယိုကြည့်တဲ့လူကအဲ့လိုမျိုး share တယောက်ချင်း share သွားလို့ရှိရင်ကျွန်တော်တို့ကမန်းလေးမြို့မှာအဲ့လိုငလင်သစ်ပြည်သူတွေအတွက်ဒီအခမဲ့ပေါ့နော်အခမဲ့ကျွန်တော်အကူအညီဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးအောက်မှာအဲ့လိုလေးလင့်ချပေးထားမယ်အဲ့တော့ဘယ်လိုသွားမလဲဆိုတော့ဒီအခမဲ့စားသုံးနိုင်တော့စားသုံးဆောင်များဆိုတဲ့ favorite link လေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်အခမဲ့စားလို့ရမယ့်နေရာတွေကိုကျွန်တော်လင့်ချပေးထားတယ်ပေါ့နော်အဲ့လင့်ရသွားပြီးတော့အခုဒီမှာအခုခေါက်သွဲကြော်နဲ့ရေတက်များရရှိနေပါတယ်65လမ်းနဲ့108လမ်းထမင်းကြော်ပေါ့နော်အဲ့လိုမျိုးတွေပါရှိမယ်အခုဒီမှာသူအခမဲ့သူကထမင်းဖြူတွေပါထမင်းကြော်ပဲတွားယူလို့ရတယ်ပေါ့နော်အဲ့မှာဖုန်းနံပါတ်တွေပါလည်းရှိတယ်အကုန်ချပေးထားတယ်ပေါ့နော်အဲ့တော့အကုန်ချပေးထားတယ်အဲ့မှာဒီဗီဒီယိုလေးတွေ့ပြီးတော့ပဲ share လုပ်ပြီးတော့တပြည့်ပြည့်နဲ့မန်းလေးမျိုးကလူတွေငလင်သစ်ပြည်သူတွေကိုဒီကူညီပေးစေလို့လိုပါတယ်နောက်တစ်ခုရှိပါသေးတယ်အဲ့မှာကျွန်တော်link တစ်ခုကြည့်နေအောင်ကျွန်တော်ဝင်သွားလိုက်ပေါ့နော်ပြည်သူစေကန်းဆိုရင်ပြည်သူစေကန်းပြီးဖုံးကားသွင်း3ရင်နဲ့ကအရေးပေါ်ပြင်ဆင်ပြီးစေဝါအခမဲ့ထုတ်ရနေရယာယီဟင်းချက်နိုင်တဲ့ကက်အခမဲ့လဲလှယ်ရနေရဆိုပြီးတော့မှအရေးပေါ်ကယ်ဆယ်ရေးနံပါတ်များဆိုပြီးတော့ပဲရှိပါတယ်အဲ့တော့ဒီဗီဒီယိုလေးရဲ့အောက်မှာအဲ့လိုလေးချပေးထားတယ်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကျွန်တော်တို့တယောက်မြင်နှစ်ယောက်စမြင်နေဆိုလဲ share လုပ်ပေးကြပါအဲ့တော့ကျွန်တော်ကမသိမှာဆိုလို့ပေါ့နော်မြန် share လုပ်ပေးလေကျွန်တော်တို့ဒီအကူညီရာရောက်လေပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကဒီလောက်ပါပဲကျွန်တော်ဒီဗီဒီယိုလုပ်ပြီးအတန်းရှိဆန်တော့မဟုတ်ပါဘူးကျွန်တော်တကယ်လိုအပ်မယ်ထင်လို့အကူညီဖြစ်ပါစေဆိုပြီးကျွန်တော်ဒီဗီဒီယိုလေးလုပ်တာပါကျေးဇူးအများကြီးတင်ပါတယ်ဗျ